မင်္ဂလာပါတငယ်ချင်းတို့ရောအဲ့ယာကမနက်ခင်းနိုးတဲ့အခါဒီနေ့အတွက်ဘာလုပ်ရမလဲဆိုတဲ့စိတ်လှုပ်ရှားမှုမျိုးရှိဘူးလားဒါမှမဟုတ်ငါဘာအတွက်အသက်ရှင်နေတာလဲလို့ကိုမေးခုံးထုတ်ဘူးလားဂျပန်လူမျိုးတွေမှာတော့ Ikigai လို့ခေါ်တဲ့လှုပ်ဝက်ချက်တစ်ခုရှိပါတယ်အဓိပ္ပာယ်ကတော့အဲ့ယာကနိုးထားဖို့ခိုင်းလုံးတဲ့အကြောင်းပြချက်ဒါမှမဟုတ်ဘဝရဲ့တန်ဖိုးပေါ့ကိုယ့်ရဲ့ Ikigai ကိုရှာတွေ့ဖို့ဆိုရင်အချက်၄ချက်စုံတဲ့နေရာကိုရှာကြည့်ရပါမယ်ပထမအချက်ကကိုယ်တကယ်ဝါသနာပါတဲ့အရာဒုတိယအချက်ကကိုယ်တကယ်ကျွမ်းကျင်တဲ့အရာတတိယအချက်ကလောကကြီးအတွက်တကယ်လိုအပ်နေတဲ့အရာနောက်ဆုံးအချက်ကတော့ကိုယ့်အတွက်ဝင်ငွေပြန်ရနိုင်တဲ့အရာပါပဲဒီ၄ချက်စလုံးစုံသွားတဲ့အမှတ်လေးဟာတင့်ဘဝရဲ့ Ikigai ပါပဲအဲ့ဒီအမှတ်ကိုရှာတွေ့ပြီဆိုရင်ပင်လုတ်နေတဲ့အလုပ်ကပင်မန်းတယ်လို့မခံစားရတော့ပဲနေ့ရက်တိုင်းဟာအဓိပ္ပာယ်ရှိနေပါလိမ့်မယ်။ Ikigai ဆိုတာကြီးကြီးမားမားအောင်မြင်မှုတွေဖြစ်เสียမလို့ပါဘူး။မိသားစုအတွက်မုံလုတ်ဖေးတာမျိုးကိုဝါသနာပါတဲ့အမှုပညာတစ်ခုခုဖန်တီးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ကဲသင်ရဲ့ Ikigai ကတော့ဘာဖြစ်မလဲ။စဉ်းစားကြည့်ပြီး comment မှာပြောပြသွားကြအောင်နော်။